လူတယောက်ကဥကောင်းရေမချောက်သေးပဲခေါင်းရည်ဆိုလျက်နဲ့ပဲအိပ်ပျော်သွားခဲ့မယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေနဲ့ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။အဲ့ဒီကျန်းမာရေးပြဿနာတွေကတော့နံပါတ်1လူတယောက်အိပ်ဆက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့အပူချိန်ကအနည်းငယ်မြင့်တက်လာပြီးတော့ခေါင်းပေါ်ကသပင်တွေရဲ့အဆိုးတန်းနဲ့ထိတွေ့လိုက်မိတဲ့အခါမှာတော့ခန္ဓာကိုယ်မှာအပူအေးမညီမျှခြင်းတွေကဖြစ်ပေါ်လာပြီးနောက်ဆက်တွဲအကျိုးဆက်အနေနဲ့ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။နံပါတ်2နောက်ပြီးတော့ခေါင်းရည်ဆိုတဲ့အိတ်ခဲ့မယ်ဆိုရင်ဆန်သားတွေရဲ့ကြီးထွားမှုကိုနှောင့်နှေးစေတဲ့အပြင်ဆန်သားပျက်စီးခြင်းတွေကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ်။နံပါတ်3နောက်ပြီးတော့ခေါင်းရည်ဆိုလျက်နဲ့အိတ်ခဲ့မိမယ်ဆိုရင်ခေါင်းအုပ်ကိုရည်ဆိုစေတာကြောင့်အကျိုးဆက်အနေနဲ့ခေါင်းအုပ်ပေါ်မှာဘက်တီးရီးယားပိုးမွှားတွေဟာလုံးဝပေါက်ဖွားလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘက်တီးရီးယားပိုးမွှားတွေဟာဆွတ်ဆွတ်တဲ့နေရာတွေမှာအလွယ်တကူပေါက်ဖွားပြီးတော့တည်ရှိနေနိုင်လို့ပဲဖြစ်ပါတယ်။ဥပမာအားဖြင့်အကယ်၍များခေါင်းအုပ်ပေါ်မှာစီတစ်မျိုးမျိုးဒါမှမဟုတ်ချွေးတွေနဲ့ရေတွေများရှိနေခဲ့မယ်ဆိုရင်အဆိုဓာတ်ကိုအားပေးရရောက်တတ်တာကြောင့်ဘက်တီးရီးယားပိုးမွှားတွေဟာလည်းပဲအလွယ်တကူပေါက်ဖွားလာဖို့အခွင့်အလမ်းကအရန်ကိုမှများပြားနေတာကြောင့်ဖြစ်ပါတယ်။နံပါတ်4နောက်ပြီးတော့ခေါင်းရည်ဆိုလျက်နဲ့အိတ်ခတ်မိပဲဆိုရင်ဥယျာဉ်ပြားရားရံခြင်းနဲ့ပေါက်ထခြင်းကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ခေါင်းရည်ဆိုလျက်နဲ့အိတ်ဆက်ခြင်းကဥယျာဉ်ပြားကအစီတွေကိုဖြစ်ပေါ်လာစေနိုင်တယ်လို့ဥယျာဉ်ပြား6တွေ့ခြင်းကိုလည်းဖြစ်ပေါ်လာစေနိုင်ပြီးတော့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ဥယျာဉ်ပြားရားရံခြင်းနဲ့ပေါက်ထခြင်းကိုဖြစ်ပေါ်လာစေနိုင်လို့ဖြစ်ပါတယ်။နံပါတ်5ခေါင်းရည်ဆိုလျက်နဲ့အိတ်ဆက်ခြင်းဟာခန္ဓာကိုယ်ပူချိန်ကိုရုတ်တရက်ပြောင်းလဲလိုက်သလိုမျိုးဖြစ်နေတာကြောင့်အကျိုးဆက်အနေနဲ့ကြွက်သားများနာကျင်ကြိုက်ခဲခြင်းကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။အခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့လူတစ်ယောက်ကအိပ်ယာမွေးငင်မှာခေါင်းလျှော်ပြီးချင်းခေါင်းရည်ဆိုလျက်နဲ့အိပ်တော့မယ်ဆိုရင်နောက်ဆက်တွဲဖြစ်ပေါ်လာနေတဲ့ကျန်းမာရေးပြဿနာတွေနဲ့ဆိုးကျိုးတွေအကြောင်းကိုကျွန်တော်ကိုယ်တိုင်ရှာဖွေလေ့လာတွေ့ရှိထားရသမျှလူကြီးများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုတဆင့်ပြန်လည်ဝင်များပြီးပြောပြပေးသွားခဲ့ခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်အထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးများကလည်းအခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီနေရာမှာပဲရပ်နားပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြရအောင်ပါ။လူကြီးများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။